ဒီနေ့တော့ပုံမှန်ထက်ပိုဆေးပူချိုပြီးအရသာပိုရှိတဲ့ရှမ်းတော်ဟူစစ်စစ်ပြီးလို့နေလေးကိုဝေမျှပေးခြင်းပါတယ်ခင်ဗျာ ready made ပဲအစိမ်းမိုးလေးရှိုံနဲ့အလွယ်ပြုလို့ရတာမို့ကျွန်တော်နဲ့တို့လက်ကြည့်ကြရအောင်ပါခင်ဗျာမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့နော်ဖို့ပါကျွန်တော်ဒီနေ့တဟူလုပ်ပါမယ်ခင်ဗျာကျွန်တော်တဟူလုပ်ဖို့အတွက်ဒီငွေကလပ်ပဲအစိမ်းမိုးကိုဒီတုတ်ထုတ်ပါမယ်ခင်ဗျာပရမဆိုကလပ်ပဲအစိမ်းမိုးလေးတွေကိုစကားလေးနဲ့တိုက်စစ်ပေးပါမယ်ကဲအကိုလို့ကျွန်တော်စကားတက်ပြီးပြီဆိုတော့ကျွန်တော်ရေလေးထည့်ပေးပါမယ်ခင်ဗျာကျွန်တော်ဒီရေကိုထည့်တဲ့အခါမှာဘယ်လောက်ပမာဏဆိုတာမျိုးမဟုတ်ပဲနဲ့ခမင်းများလေးသာထည့်ပေးပါခင်ဗျာကျွန်တော်ပဲရီကိုကကြဲကြဲလေးဖြုတ်ပေးရပါမယ်ခင်ဗျာကဲကျွန်တော်ဒီပဲရီလေးတွေအကိုလို့ပြောသွားပြီဆိုရင်ကျွန်တော်ဒီတိုင်းလေးထားပြီးတော့နေ့ဆို6နာရီလောက်စိတ်ထားပေးရပါမယ်ခင်ဗျာကျွန်တော်ကတော့ဒီတညရေစိပေးထားပါမယ်ခင်ဗျာကျွန်တော်တို့တညရေစေးပြီးတာနဲ့အပေါ်မှာတက်နေတဲ့ဒီအရေးကြီးလေးတွေကိုအကုန်လုံးတော်ပင်ပြီးကျွန်တော်အောက်မှာကျန်နေတဲ့အပက်အနှစ်လေးတွေကိုပဲယူပါမယ်ခင်ဗျာပြီးရင်အပက်အနှစ်လေးတွေကိုခွဲလေးတစ်လုံးနဲ့ဖယ်ထားလိုက်ပါမယ်ကဲကျွန်တော်တို့ပန်းလေးကိုခတ်ထုတ်လိုက်တာလေဒီခွဲလေးနဲ့မပြည့်တပြည့်ရပါတယ်ခင်ဗျာဒါကြောင့်ရေကိုလည်းဒီခွဲလေးနဲ့မပြည့်တပြည့်နှိခွဲထည့်ပါမယ်ခင်ဗျာကျွန်တော်အချိုးကတော့လေပန်းနဲ့တစ်ဆဆိုရင်ရေကနှစ်ဆအချိုးပါခင်ဗျာကဲကျွန်တော်ခဏကလေမီးထပ်ပုတ်လို့နေရင်ဒီပဲအနှစ်ခွက်ကြီးကိုတိုက်မှလိုက်တာလေတဝက်ပဲကြမ်းပါတယ်ခင်ဗျကျွန်တော်ဒီကြံတဲ့တဝက်နဲ့ပဲကျူပါမယ်ခင်ဗျပရမဆိုရေကိုပဲအနှစ်ရဲ့နှစ်ဆထည့်ပြီးတော့စနွေနဲ့ငယ်စားအနှဲငယ်ထည့်ပြီးလိုဝဆူလာတဲ့အထိတည်ထားပေးလိုက်ပါမယ်ခင်ဗျကျွန်တော်တို့ရေလေးတည်ထားတော့တိုးအေးခံမဲ့ခွဲလေးကိုခွာလို့လွယ်အောင်စီလေးအနှဲငယ်နဲ့တုတ်ထားပေးပါမယ်ကဲဒီလိုရေဆူလာပြီဆိုရင်ပဲအနှစ်လေးကိုခပ်ဖြည်းဖြည်းလေးထည့်ပြီးတော့ဆက်မပြဲငွေပေးပါမယ်ခင်ဗျာကျွန်တော်တို့ငွေတဲ့အခါမှာပဲစီအနှစ်လေးပြောက်တဲ့အထိမိနစ်20လောက်ငွေပေးရပါမယ်ခင်ဗျာအကယ်လို့ကျွန်တော်တို့တိုးမှုပဲနဲ့ဒီတိုးငွေလေးလို့ချင်ရင်လေကျွန်တော်တို့ပဲနှစ်တဆဆိုရင်ရေက3ဆထည့်ပေးရပါမယ်ခင်ဗျာကျွန်တော်တို့7မိနစ်လောက်ငွေပြီးလို့ခပ်ဖြည်းဖြည်းလေးပြေးလာပြီဆိုရင်မီးကိုရှော့ပြပြီးမီးအေးလေးနဲ့နောက်ထပ်7မိနစ်ငွေပေးပါမယ်ခင်ဗျာကဲပဲစင်းနဲ့လေးပြောက်ပြီးတော့ခက်ပြပြလေးဖြေလာပြီဆိုရင်ကျွန်တော်အေးခံမဲ့ခွဲတဲ့ကိုထည့်ပေးပါမယ်ပြီးတော့အဖိုးလေးဖိုးပြီးလောကအေးတဲ့အထိတနာရီလောက်အေးခံထားလိုက်ပါမယ်ခင်ဗျာကဲလောကအေးသွားပြီဆိုရင်ဘေးနာလေးတွေကိုဒီလိုဓာလေးနဲ့ဟာပြီးတော့မောက်ကိုလေးမှုတ်ပေးလိုက်ပါမယ်ခင်ဗျာကဲဒါဆိုရင်တော့ပုံမှန်ထက်ပိုဆေးပိုချိုတဲ့ရှမ်းတဟူလေးကိုရရှိပါပြီခင်ဗျာကျွန်တော်တို့ပဲအမှုကိုမှအနှင်းချအောင်အရင်လိုပြီးမှကြိုထားတာမို့လိုဝမခွာဘဲနဲ့ပြပြနစ်နစ်လေးကိုမှအီတော်တော်လေးနဲ့အရသာပိုရှိပါတယ်ခင်ဗျာကဲစားကြပါဦးခင်ဗျာကျွန်တော်ဒီအရသာလေးလောဝကိုစိတ်ပြီးတော့တော်တော်လေးကိုစားလို့ကောင်းပါတယ်ခင်ဗျာကဲဒါဆိုရင်ကျွန်တော်တို့ကြော်ပဲဆဆတုတ်ပဲဆဆအရင်စားလို့ခေါ်တဲ့ဒီတိုးဝူလေးကိုဒီနေ့လေးကိုတုတ်ပြီးတော့အင်မလက်တကူပြလို့ရပါတယ်ခင်ဗျာအားလုံးကြည့်တပါတယ်ခင်ဗျာဘိုင်ပါခင်ဗျာ